ဒါကတော့ငှက်လောကရဲ့အလုံးကျုံဆုံးနဲ့အန်အိုးဖို့အကောင်းဆုံးအတိုက်၃မျိုးအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နံပါတ်1စောက်ထိုးငှက်သို့မဟုတ်ပြန်လွှမ်းငှက်ဒီငှက်လေးတွေကတခြားငှက်တွေလိုတစ်ခက်တဲ့ຫນွယ်တွေနဲ့အတိုက်ဆောက်တာမဟုတ်ပဲရွှွညွန့်နေနဲ့နန်းတော်တစ်ဖွဲခိုင်ခန့်အောင်ဆောက်လုပ်ကြရင်ငှက်တွေဖြစ်ပါတယ်။နွေရာဒီရဲ့ပူပြင်းတဲ့တန်ကိုလည်းဒီရွှွအတိုက်လေးတွေကအေးမြနီအောင်ကာကွယ်ပေးထားပါတယ်။အတိုက်ကတော်တော်လေးကျယ်ဝန်းပြီးအထဲမှာနေရာအများကြီးရှိသလိုအတိုက်ပြီးတော့နေတော့ဝင်ဖို့ထွက်ဖို့အတွက်အတောက်သေးသေးလေးတစ်ခုပဲခြံထားခဲ့တာပါ။တကယ်လို့ဒီလိုရွှတ်အတိုက်လေးတွေကိုမြင်ခဲ့ရင်ခဲနဲ့ပေါက်တာမျိုးမလုပ်ကြဖို့မေတ္တာရက်ခံပါစေ။နံပါတ်2လျှက်စစ်ကျွမ်းကျင်ငှက် electrician bot အများအပြားငှက်တွေကတစ်ပင်ပေါ်မှာအတိုက်ဆောက်လေးရှိပေမဲ့ဒီငှက်လေးကတော့ဘူအားမြင့်လျှက်စစ်တအားလိုင်းတွေပေါ်မှာအတိုက်ဆောက်တဲ့ပါပဲ။လူတွေအမြင်နဲ့ကြည့်ရင်ဒါဟာအန်တရယ်ရှိတယ်ဆိုပေမဲ့ဒီငှက်တွေအတွက်ကတော့ပုံမှန်ပါပဲ။ဒါတင်ထူးဆန်းတာမဟုတ်သေးပါဘူး။ရွှေပြောင်းသွားလာတတ်တဲ့တချို့ငှက်တွေဆိုရင်ကျွဲတိုင်းကြီးတွေရဲ့ခေါင်းပေါ်မှာတော့အတိုက်ဆောက်ပြီးနေထိုင်တတ်ကြပါသေးတယ်။နံပါတ်3ပန်ဒူလင်တစ်ငှက်ဒီငှက်လေးရဲ့အတိုက်ဆောက်လုပ်ပုံကတော့အထိတ်ကန်းအင်ဂျင်နီယာတွေတောင်အံ့ဩရလောက်ပါတယ်။ဘာလို့လဲဆိုတော့သူကအတိုက်တစ်ခုထဲမှာငှက်လုံးဆောက်ထားလို့ပါပဲ။ပထမတစ်ခုကဥဥဖို့အစိငှက်တိုက်ဖြစ်ပြီးဒုတိယတစ်ခုကတော့ရန်သူကိုလှည့်စားဖို့အတုငှက်တိုက်ဖြစ်ပါတယ်။ငှက်ကအတိုက်ထဲမှာမရှိတဲ့အချင်းဆိုရင်အတိုက်အစ်စ်ကိုလုံအောင်ပိတ်ထားပြီးအတိုက်အတုကိုပဲဖွင့်ထားတတ်ပါတယ်။ဒါကြောင့်မွေတွေဥလာစားတဲ့အခါအိမ်အတုလည်းပဲရောက်သွားပြီးအထဲမှာဘာမှမရှိတာကြောင့်လှည့်စားချင်းခံလိုက်ရတာဖြစ်ပါတယ်။တော်တော်လေးညံကောင်းကြတဲ့ငှက်ပါ။နောက်ဗီဒီယိုမှာထပ်ဆုံကြမယ်နော်။